မင်္ဂလာပါချစ်မိတ်ဆွေများခင်ဗျာဒီနေ့တော့ဒါလေးပြောချင်ပါတယ်ကျူဘလာဘက်ထရီကအကျန်းခံတယ်ဆိုပေမဲ့အက်ဆစ်ပြားမှန်မှန်လို့အသုံးမခံတာပါလို့ပြောလိုက်ရင်လူတချို့ကအံ့ဩကြပါတယ်ကျူဘလာဘက်ထရီကမကောင်းဘူးလားပေါ့တကယ်တော့ကျူဘလာဘက်ထရီမကောင်းလို့မဟုတ်ပါဘူးဘက်ထရီကဘလောက်ပဲအကျန်းခံအထဲမှာရှိတဲ့ electrolyte အခြေအနေမှန်မှန်မှုဆိုရင်စွမ်းဆောင်ရည်ကျပြီးအသုံးမခံနိုင်ပါဘူးအစစ်ပြင်းအားနည်းလို့ရင်အားတုံလောင်နိုင်စွမ်းကြတယ်အားကုန်လွယ်တယ်ပြင်းလို့ရင်တော့ပလိတ်တွေပျက်စီးတာမြန်ပြီးဘက်ထရီသက်တမ်းတိုးနိုင်ပါတယ်ဒါကြောင့်ကျူဘလာဘက်ထရီဆိုတာနဲ့အမြဲအကျန်းခံနေမှာမဟုတ်ပါဘူးအသုံးပြုတဲ့အားအဝင်ထွက်ပြီးတော့ဒီဘက်ထရီ distilled water ဖြစ်မဖြစ်အစစ်ပြင်းအားပုံမှန်ရှိမရှိပေါ့နော်အဲ့ဒါလေးတွေကိုပုံမှန်စစ်စစ်ထိမ့်သိမ်းထားမှသာသူ့ရဲ့သက်တမ်းကိုအပြည့်အဝအသုံးချနိုင်မှာဖြစ်ပါတယ်ဒါကြောင့်အတူတူပြောရရင်ကျူဘလာဘက်ထရီမကောင်းတာမဟုတ်ပါဘူးကောင်းပါရဲ့ဆိုတဲ့ဘက်ထရီတောင်ထိမ့်သိမ်းမှုမှန်မှန်ရင်အသုံးမခံနိုင်ဘူးဆိုတာပါပဲ